9မိနစ်စာသင်ခန်းစာစာအုပ်ဟောင်းတစ်အုပ်ကနေခေတ်သစ်သင်ယူမှုပုံစံကိုဘယ်လိုသင်ပေးနိုင်မှာလဲဟုတ်ပါတယ်ထင်မှတ်မထားတဲ့နေရာကနေအဖြေတစ်ခုကိုဘယ်လိုရှာတွေ့နိုင်မလဲဆိုတာကိုဒီနေ့အတူတူလေ့လာကြည့်ကြမှာပါအချက်လက်တွေကပင်လယ်ကြီးလိုပဲနော်အဆုံးအစမရှိဘူးဒီလိုကဘာကြီးမှာတကယ်တမ်းဖို့ရှိတဲ့တိပညာအတွက်အချင်းကိုဘယ်လိုရှာကြမလဲဒါတော်တော်များများရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတစ်ခုပါတစ်ဖက်မှာအချက်လက်တွေကတရက်ဆောက်ဝင်နေတယ်တစ်ဖက်မှာကြောက်လဲအရာရာကိုနဲ့သိချင်စိတ်ကရှိနေပြန်ရောအဲ့တော့ဒီနှစ်ခုကြားမှာဘယ်လိုများဟန်ချက်နေအောင်လုပ်ကြမလဲအော်ဆရာကောင်တာကအဖြေကဒီမှာမြန်မာနိုင်ငံကစောက်အဟောင်းတအုပ်ရဲ့မျက်နှာဖုံးပေါ်မှာရှိနေနိုင်တယ်ဆိုရင်ရောဟုတ်ပါတယ်ဒါကခုနကပြောတဲ့ပြဿနာကြီးကိုဖြေရှင်းပေးနိုင်မဲ့ Liu Web Thought Check တစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်ကဲပထမဆုံးအပိုင်းအနေနဲ့ခေတ်သစ်တင်ယူမှုမှာကြုံနေရတဲ့ပြဿနာကိုအရင်ဆုံးတည်တည်ချာချာလေးကြည့်လိုက်ကြရအောင် တမိုင်းမှာနာမည်ကြီးခဲ့တဲ့အောင်မြင်ခဲ့တဲ့လူတွေစီကနေတင်ယူချင်တဲ့စစ်ကတော့ရှိကြတာပေါ့နော်ဒါပေမဲ့လက်တွေ့မှာစာမျက်နှာထောင်းချီတဲ့အထူးပတ္တိစာအုပ်အထူးကြီးတွေကိုဖတ်ဖို့ဘယ်သူကအချိန်ပေးနိုင်မှာလဲဒါကတကယ့်ကိုလက်တွေ့ကြတဲ့ပြဿနာတစ်ခုပါပဲ โอเคအဲ့ဒီပြဿနာရဲ့အဖြေစောစောကပြောခဲ့တဲ့စာအုပ်မျက်နှာဖုံးလေးစီကိုပြန်သွားကြည့်ကြရအောင်ဒီစာအုပ်ရဲ့ခေါင်းစဉ်ကိုပဲကြည့်လိုက်သူကတမိုင်းရိုးကြမဟုတ်တဲ့ချင်းကပ်မှုတစ်ခုကိုတွဲဝိုက်ပြီးပြောပြနေလို့ပဲအသိပညာကိုအရန်ထိရောက်တဲ့ပုံစံနဲ့ပေးနိုင်ပါတယ်ဆိုတဲ့ကတိတစ်ခုကိုပေးထားတယ်ကဲဒါဆိုရင်အဲ့ဒီဂတိကဘာလဲဆိုတော့နားလည်ဖို့ဒီခေါင်းစဉ်ကိုအတိကအစိတ်ပိုင်း3ခုခွဲပြီးတစ်ခုချင်းစီသေချာလေ့လာကြည့်ကြရအောင်ပထမဆုံးအပိုင်းကတော့9မိနစ်ဆိုတဲ့စကားလုံးပါပဲ9မိနစ်ပဲဆိုတဲ့အချိန်ကန်တဲ့ချက်ကဘာကိုဆိုလိုနေရလဲဘလို့ဂတိမျိုးကိုပေးရရလဲအချိုးကျေးဇူးတွေကတော်တော်ရှမ်းပါတယ်အချိန်ခဏလေးပဲဆိုတော့ဘယ်သူမှဆိုလွယ်လွယ်ကူကူစဖတ်လို့ရတယ်နောက်ပြီးအရေးကြီးဆုံးအချက်တွေကိုပဲအဓိကထားရမှာမို့လို့အာယုံစူးစိုက်မှုပိုကောင်းစေတယ်အရေးကြီးဆုံးကတော့အချိန်မရှိဘူးဆိုတဲ့ကြောင်ပြချက်နဲ့တင်ယူမှုကိုရှောင်နေတဲ့အဟန့်အတားကိုကြော်လွှမ်းနိုင်စေတာပါပဲဒါဆိုဒုတိယတော့ချက်စကားလုံးဖြစ်တဲ့အတူပတိများကိုကြည့်အောင်ဘာလို့ဘဝဇလန်းတွေကနေတဆင့်တည်ယူသင်တာလဲအချက်လက်တီအချီးပဲတင်တာနာဘာကွာတော့လို့လဲဘာလို့လဲဆိုတော့ဇလန်းနဲ့မှာစွမ်းအားရှိလို့ပါပဲတခါတူတဲ့အောင်မြင်မှုတွေကြာရှုံးမှုတွေနဲ့တန့်ရိုက်သင်ခန်းစာယူနိုင်တယ်နောက်ပေဒါတွေကလူသားဆန်တဲ့သင်ခန်းစာတွေမို့လို့ကိုယ့်ဘဝနဲ့ပို့ပြီးဆက်ဆက်နားလည်လွယ်တယ်အဆုံးမှာတော့သူရဲ့ဘဝတွေကနေကိုယ့်အတွက်စိတ်အားထက်တမ်းမှုကိုရှာတွေ့နိုင်တာပေါ့နောက်ဆုံးတစ်ခုကတော့စာရေးသူရဲ့နာမည် Dale Carnegie ပါဒါဆိုစာရေးသူရဲ့နာမည်ကတော့ဘယ်လိုဝိပက်တက်ရောက်မှုရှိနေလဲ Dale Carnegie ဆိုတာနဲ့လူတွေကဘာကောင်မျောလင့်ကြလဲလက်တွေ့အသုံးချနိုင်တဲ့နီလန်းတွေကပဲအဓိကထားတာကောင်မျောလင့်ကြတယ်ကိုယ်ပိုင်အရေးတွေးတိုးတက်ရေးကိုဥတည်တယ်ဆိုလိုတာကဒီစာအုပ်ထက်ကအကြောင်းရတဲ့ဟာ theory တက်မဟုတ်ပဲချက်ချင်းလက်တွေ့လှုပ်ဆောင်လို့ရမယ့်အကြံဉာဏ်တွေဖြစ်လိမ့်မယ်ဆိုတာပါပဲကဲအခုနကခွဲချမ်းစိတ်ပြခဲ့တဲ့အပိုင်းအစတွေကိုပြန်ဆက်ကြည့်ရအောင်အဲ့ဒီကနေရလာတဲ့အပြင်းချုပ်ထားတဲ့အသိပညာရဲ့စွမ်းအားကဘယ်လောက်ကြီးမားလဲဆိုတာကြည့်ကြမယ်ဆိုဒီမှာခြားနာချက်ကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။တမားရုပ်ချက်ချင်းကတ်မှုကအချင်းကုန်းနဲ့အသေးစိတ်တွေအများများတယ်။ပညာရဆန်တယ်။ဒါမဲ့ဒီ9မိနစ်ချင်းကတ်မှုကတော့ဘသူမှဆိုလောလောကူကူလက်လန်းမိနိုင်တယ်။အဓိကသင်ခန်းစာကိုပဲအာရုံစိုက်တယ်။ပြီးလို့တကယ်လက်တွေ့ကြတယ်။ဒီစာအုပ်ရုံနာမှုကနေကျွန်တော်တို့ရလိုက်တဲ့သင်ခန်းစာကဒါပါပဲ။ကောင်းပြီ။နောက်ဆုံးအပိုင်းအနေနဲ့ဒီ9မိနစ်စာသင်ခန်းစာကိုကိုယ့်ရဲ့နေ့စဉ်ဘဝမှာဘယ်လိုလက်တွေ့အသုံးချရမလဲဆိုတာကိုကြည့်လိုက်ကြအောင်လှုပ်ဆောင်ရမယ့်စင့်တွေကအရန်ရိုးရှင်းပါတယ်ပထမဆုံးကိုတင်ယူခြင်းတဲ့ပုဂ္ဂိုလ်တယောက်ကိုရွေးပါဒုတိယအဆင့်ကတော့သူတို့ရဲ့ဘဝဒါမှမဟုတ်သူတို့ရဲ့အလုပ်အကြောင်းအကျဉ်းချုပ်ကိုရှာဖွေဖတ်ရှုပါနောက်ဆုံးအဆင့်ကတော့အဲ့ဒီတဲကနေကိုယ့်ဘဝမှာအသုံးချလို့ရမယ့်အဓိကမူတစ်ခုတည်းကိုပဲထုတ်ယူလိုက်ပါဒါပါပဲကဲဒီလေးလာမှုကိုဒီမေခွန်းလေးနဲ့ပဲအဆုံးသတ်လိုက်ပါစေနောက်တစ်ခါမှာဘသူရဲ့9မိနစ်စာဘဝဇာလန်းကနေသင်ခန်းစာယူကြမလဲစဉ်းစားစရာလေးတစ်ခုပေါ့